လို့ကြောင်မလို့ရောရတယ်ဟိုဘက်တော့ဒီနေရာလေးကမသိပါဘူးလို့ဘယ်နေရာလေးတိုးတဲ့ရောက်နေပါလေအော်တပားနေကြရဟန်းနေတရားအထုတ်သွားတဲ့နေရာအော်ဒီမှာတကြောင်တရားအထုတ်ခြင်းလာလို့ရပါတယ်လို့ဒီကကြောင်အော်လောက်တာစနစ်ကြတယ်ဒီဟုတ်တယ်ဒီကြောက်ကြောက်လိုက်ဥစ္စာတော်လေးကိုကြီးမှုကောင်းတယ်ဘာလို့လဲဆိုအော်ဖေဟာနော်ဟောရှင်းပြနေလိုက်ပုံပေါ်ရတယ်ဟိုအောင်ကျန်မလုပ်ပဲ